Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့လာဝင်ဟင်းချက်တဲ့အစီအစဉ်လေးလုံးမှာဖြစ်ပါတယ်တော်တော်များများမေးကြတယ် sunshine လေးကိုဘာတွေကျွေးလဲဘယ်လိုလေးချက်ကျွေးလဲဆိုပြီးမေးကြတဲ့အခါကျတော့ဒီနေ့ sunshine လေးနဲ့တူတူဟင်းချက်ပါမယ် sunshine လေးရေဟင်းချက်အောင် sunshine လေးရေဟင်းချက်ကြမယ်ဒါလေးကတော့လာဝင်တို့ဒီနေ့ဖိတ်ခေါ်ထားတဲ့လာဝင်တို့ရဲ့ special guest လေးဖြစ်ပါတယ်ဥနီလေးပါချက်စားကြမယ်လာမီမီလာတက်အခုလောင်းနဲ့ချက်မဲ့ထဲမှာဒီမောင်လာဥနေပါမယ်ပြီးရင်ရွှေဖြုံသီးပါမယ်ပြီးတော့ပန်းခေါ်ပြီးကိုက်လန်ပြီးတော့ဒီပန်းပွင့်လေးပါမယ်ပေါ့နော်ရွှေဖြုံသီးကိုက်လန်မမေပြောပြပါအောင်ရွှေဖြုံသီးလေးကဘယ်ဟာလဲဩဒီဟာဟုတ်တယ်ကိုက်လန်ဩဒါကိုက်လန်ဟုတ်တယ်ရွှေဖြုံသီးဆက်ဆိုင်ရေရွှေဖြုံသီးလေးကဘယ်ဟာလဲတလေးရေရွှေဖြုံသီးလေးဘယ်ဟာလဲอ๋อဒီဟာရွှေပြုံသီးဟုတ်တယ်ဒါရွှေပြုံသီးဒါလေးကကြိုက်တယ်နော်မှတ်တာနော်စပုံမှုလေးကမှတ်မိလားတဲ့ဘယ်ဟာကြိုက်တယ်ဒီနှစ်ခုတွေကဘယ်ဟာကြိုက်တဲကြိုက်တယ်ဘယ်ဟာရွှေပြုံသီးလားဟောကြိုက်လန်ကြိုက်တာနည်းနည်းထည့်ပေးမယ်နော်ကြိုက်လန်နည်းနည်းထည့်ပေးမယ်အခုရွှေပြုံသီးလေးပေါ့နော်ရွှေပြုံသီးလေးထည့်ပါမယ်ရွှေဖြုံသီးလေးတွေကတော်တော်လေးကိုနှုတ်ပြီးတော့စားလို့ကောင်းမဲ့ပုံပဲဒီမှာကလောအားကြတော့အသီးနှံလေးတွေတော်တော်လေးကိုလက်ဆက်တယ်ပေါ့နော်အဲ့တော့ဒီကိုရောက်တဲ့အချိန်မှာဆိုလို့ရှိရင် sunshine လေးကိုကိုယ်တိုင်ပဲချက်ကျွေးဖြစ်ပါတယ်အခုဒီကိုက်လန်လေးလည်းထည့်ပါမယ်ကိုက်လန်ကကြတော့ vitamin A C K ပါတယ် antioxidant ပါတယ်ပြီးတော့ fiber တွေပါတယ်အတွက်သူတို့ရဲ့ခန္ဓာကိုယ်ခုခံအားကိုကောင်းစေတယ်ပြီးတဲ့အခါကျလို့ရှိရင်အစာအိမ်နဲ့ဦးလန်းချောင်းကိုလည်းကောင်းပါတယ်ဒါပေမဲ့ကိုက်လန်ကိုတော့အများကြီးမထည့်ဘူးနည်းနည်းလေးပဲထည့်ပါမယ်ရွက်ပြုတ်လေးတွေရပြီဆိုလို့ရှိရင်တော့လာဝန်တို့စောစောပြုတ်ထားတဲ့ကြက်သားလေးတွေနဲ့အသီးရွက်လေးတွေကိုရောပြီးတော့နေပါမယ်။လေးတွေရပြီကလေးလေးမမန်းကျွေးမယ်နော်တငယ်ချင်းလေးတငယ်ချင်းလေးတမတော်ကျွေးမယ်မမေရဲ့စပူမှုလေးမြည်ကြည့်ပါဦးဆက်ရှိနေမှန်းစားပြီးပြီဆိုရင်တော့အမွှေးလေးတွေလာအောင်ခန္ဓာကိုယ် immune system ကောင်းအောင်ဒီကာနီဗိုလေးတောက်ပါမယ်ဆက်ရှိရေကာနီဗိုလေးတောက်မယ်1 2 3ပြီးသားရင်တော့ဒီကယ်လ်ဆီယမ်လေးတိုက်ပါမယ်ရတယ်ပြီးရင်တော့ဒီဗီတာမင်လေးတောက်ပါမယ်နျူထရီတက်ချက်လေးတိုက်ပါမယ်ဆိုရင်ပြီးတော့ပါပြီရပါပြီ